ဆေးစားတိုင်းခုသမိုင်းလေးရှင်ရဲ့စိတ်နှခွတိုင်းသမားစကင် review လုပ်မယ်အပိုင်း2နံပါတ်5တိုင်ကျိုးတဲ့အဖက်တာဝါနဲ့ကြီးဘိုင်ဝမ်တီးတဲ့ Raven Form player တွေတမုံမြန်မဲ့အဖက်ပဲဖြစ်ပြီးတော့အရင်ဆုံးတိုင်ကျိုးသွားနဲ့တိုင်အဖျားနဲ့အခြေကို normal form မြင်ဖျားအဖက်တွေ white ချအောင်ဖြစ်ပါတယ်ပြီးကြတော့မှတိုင်အဖျားနဲ့တိုးနာစာမနီတိုင်အချင်းနဲ့မိတ်ဆာနှကားတော့အသတိထုတ်ပေါ်လာပြီးတော့တကောင်ဟိုတကောင်အပြန်နဲ့မန်ဖီနဲ့ပုံစံမျိုးလေးဖန်တီးပေးတာကမျက်စိပတာတာတွေဖြစ်သလိုအားရကျန်တဲ့ဖို့လည်းကောင်းလာပါတယ်နံပါတ်6 transformation effectလေဖိုးရဲ့အချင်း revenge form ကိုတန်းပြောင်းလိုက်တာနဲ့ပတ်လေရုပ်တရက်မိစ္ဆာအငွေ့တက်တဲ့ချမ်းရံပြီးခေါင်းတက်ရကနေဒက်တီမိစ္ဆာနှကားကြီးခုံဝင်ခြင်းနဲ့အတူ transformation effect ဆုံးသွားမှာကိုမြင်တွေ့ရမှာဖြစ်ပါတယ်လေဖိုးရဲ့အချင်း domination form ကိုတန်းပြောင်းလိုက်ရင်တော့ခြေထောက်မှာမြုပ်ကုန်းဖုံးနေတဲ့ရေကန်အဖက်နဲ့ပူကောင်းအထက်မှာရွှေရောင်တီဝင်းပါနေတဲ့ဇာမနီငှက်တို့ပေါ်ထွက်လာမှာဖြစ်ပြီးတော့ဇာမနီငှက်ရဲ့အတောင်ခချင်းနဲ့အတူပတ်လင်မှာရွှေရောင်လေဟိုဖက်တွေရွှေရောင်မိဘရက်တွေလွင့်နေအောင်လည်းမြင်တွေ့ရမှာဖြစ်ပါတယ်Reverse form နဲ့ dominant form ပြောင်းတဲ့အခါမှာဆိုအင်အားဆောက်ရုံနေတဲ့ဒိဋ္ဌိမိစ္ဆာနဂါကိုတူနာဇာမနီယာဝါမျိုးလိုက်ပြီးတော့တွင်ပြောင်းသွားမှာမြင်ရမှာပဲဖြစ်ပါတယ်Dominant form နဲ့ Reverse form ပြောင်းတဲ့အခါမှာဆိုရင်လည်းအပြန်အလှန်ပဲအင်အားဆောက်ရုံနေတဲ့တူနာဇာမနီကိုဒိဋ္ဌိမိစ္ဆာနဂါကဝါမျိုးကသူ့ရဲ့မိစ္ဆာအငွေ့တက်တဲ့ဖုံးလွှမ်းရင်အသွင်ပြောင်းသွားမှာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်နံပါတ်9 basic attack normal form ရဲ့ basic attack မှာတော့မြင်ဖြာတဲ့အဖက်ကိုမှအစွန်းတစ်ဖက်စီမှာရွှေအောင်တဲ့အနီအလဲမှာအနက်နဲ့အပြာကိုသုံးပေးထားပြီးတော့ဂျာမပတ်ထားတဲ့ပတိလေးကိုပါ basic attack မှာအဖက်အဖြစ်စိတ်နှပါနဲ့ထည့်ပေးထားပါသေးတယ် domination form ရဲ့ basic attack မှာတော့အဖြူရွှေအောင် gradient မှာအမဲအောင်အနားတက်လေးလိုက်ထားပြီးတော့ basic attack တစ်ချက်ချလိုက်တိုင်းမှာရွှေအောင်မိဘရက်တွေထွက်လာတဲ့အဖက်ကိုလည်းထည့်ပေးထားပါသေးတယ် reverse form ရဲ့ basic attack မှာတော့အဖြူအနီမဲ့3ရောင်သုံးပေးထားပြီးတော့အနီအောင်ဓာတ်နဲ့ခွဲတဲ့မှာ3အောင်ဆက်အဖက်ပြင်ငကားလက်ကြီးပဲပါလာမှာကိုမြင်တွေ့ရမှာဖြစ်ပါတယ်နံပါတ်9 normal form scale အဖက်များ scale 1 touch ကိုတော့အမဲနဲ့ပြဆက်ထားတဲ့မြင်ဖြာလေးဟုံခွင်းအဖက်နဲ့ scale 1ရောက်တဲ့နေရာမှာရင်းရကိုနေမိသွားတဲ့အဖက်တို့ကိုသုံးပေးရပါတယ် scale 2ကိုသုံးရင်တော့လီရှင်းနေတဲ့မြေကြီးပေါ်ဓာတ်နဲ့ခုံလိုက်ရိုက်မှာဖြစ်ပြီးတော့ထွက်လာမဲ့ short wave အဖက်ကိုအဖြူပြအမဲဆက်ထားတဲ့တောင်တန်းတဲ့မြင်ဖြာအဖက်တွေကိုတွေ့ရမှာဖြစ်ပြီးတော့ basic တက်မှာတော့ကနီးတူဒါမှပတ်ထားတဲ့ပတိတွေကိုလည်း scale အဖက်အဖြစ်စေစနာပေါ်ပေါ်နဲ့ထည့်ပေးရပါသေးတယ်နံပါတ်10 reverse form scale အဖက်များ scale 1ကို channel လောက်ချင်းမှာလီရှင်းကိုရစ်ဖတ်ထားတဲ့ရွှေအောင်တောင်ရုံးတစ်ချောင်းနဲ့အတူမိစ္ဆာငွေ့တက်တွေထုတ်ပေါ်လာမှာဖြစ်ပြီးတော့အမို့တော့ channel လောက်ပြီးမှရွှေအောင်တောင်ရုံးပြည့်ပြီးမိစ္ဆာနဂါကောင်းကြီးပေါ်ထွက်လာကလီရှင်းကိုတော့ဆုံးပုတ်ကတဲ့ပုံစံမျိုးကိုဖန်တီးပေးထားပါတယ် scale 2တော့ရင်တော့လီရှင်းအနေနဲ့ဓာတ်နှချောင်းနဲ့တားကတ်ကိုဖျက်ချလိုက်မှာဖြစ်ပြီးတော့အဖက်အနေနဲ့မဲအောင်မိစ္ဆာနဂါကောင်းနဲ့အနီအောင်မိစ္ဆာနဂါလက်တို့ကိုသုံးပေးထားပါတယ်ဒါတွေမကသေးပဲ scale ဖတ်ပြီးချင်းမှာဓာတ်ကိုပြစ်ကစားတဲ့ stance မျိုးကိုလည်းထည့်ပေးထားပါသေးတယ် ultimate ကိုသုံးရတာနဲ့မြေကြီးပေါ်မှာအမဲအောင်နဲ့အနီအောင်ဆက်ထားတဲ့နဂါကောင်းကိုပါတဲ့စောက်ဝိုင်းတစ်ခုနဲ့လေတန်းမှာရွှေအောင်တရုပ်စာရပေါ်ထွက်လာမှာဖြစ်ပြီးအောက်ကစောက်ဝိုင်းအရောက်ထင်းလာတဲ့အပေါ်မှာဝဲနေတဲ့မိစ္ဆာနဂါကြီးတဲ့စောက်ဝိုင်းထဲကိုပြည့်ဝင်ပြီးပတ်လေအနမီတဲ့လေထဲကိုမြောက်အရာအလုံးလည်းပြတ်ကွယ်သွားမှာပါဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဆုံးတော့ကျန် domination form နဲ့ Tolly Mosa တခြား effect လေးတွေကိုတော့အပိုင်း3မှာအပြီးသက်ဖော်ပြပေးသွားအောင်မလို့အကောင့်လေးကို follow and subscribe လုပ်ခဲ့ဖို့မမိနိုင်ဘူးเนาะ